မြန်မာနိုင်ငံရဲ့အနာဂတ်စီးပွားရေးအတွက်ကျွမ်းကျင်လူသားတွေလိုအပ်နေပါတယ်။ကဲသူတို့ကိုဘလို့လေ့ကျင့်ပေးနေလဲကြည့်ကြရအောင် တိုင်းပြည်ရဲ့လောက်သားအင်းဟာတဝက်ကျော်ကစိုက်ပျိုးရေးမှာရှိနေတော့ပဲဒါကရိုးရာရှိပိုင်းပုံစံကိုပြနေတာပေါ့ ဆိုတော့အရေးကြီးတဲ့မေးခွန်းကအနာဂတ်စက်မှုလုပ်ငန်းတွေအတွက်လူငယ်တွေကိုဘယ်လိုပြင်ဆင်ပေးကြမလဲဆိုတာပါပဲအဓိကအခြေခံကတော့တိုင်းပြည်ရဲ့ပညာရေးစနစ်ပါပဲအနာဂတ်တင်နန်းဒီအလုံးဒီကနေ့ပဲစတင်တာပါ ပညာရေးဖွဲ့စည်းပုံကတော့ရှင်းပါတယ်9လေးနှစ်စနစ်ပေါ့မူလာတန်း9နှစ်အလယ်တန်း4နှစ်နဲ့အထက်တန်း1နှစ်ပေါ့ အလဲတန်းအောင်ပြီးသွားရင်အသက်မွေးဝမ်းကျောင်းပညာရေးလမ်းကြောင်းကိုတန်းပြီးရွေးလို့ရပါတယ် ကြီးလိုနီးပညာသင်တန်းတွေပေးဖို့အစိုးရကအဓိကအားဖြင့်ကျောင်းအမျိုးအစားနှမျိုးဖွင့်ထားပါတယ် GTS လို့ခေါ်တဲ့အစိုးရစက်မှုလက်မှုအထက်တန်းကျောင်းဒီတနင်္ဂနွေလုံးမှာ36ကျောင်းရှိပါတယ် အစစ်မြင့်တင်တန်းတွေအတွက်ကတော့ GTI လို့ခေါ်တဲ့အစိုးရနေပညာသစ်ပတ်22ကျောင်းရှိပါတယ် GTS ကကျွမ်းကျင်လုပ်သားတွေကိုမွေးထုတ်ပေးချိန်မှာ GTI ကတော့ engineer နဲ့နီးပညာရှင်တွေကိုလေ့ကျင့်ပေးတာပါ ဟုတ်ပြီအစိုးရအပြင်နိုင်ငံတကာကလည်းထိရောက်တဲ့သင်တန်းပုံစံသစ်တွေနဲ့ကူညီနေပါတယ် ဥပမာတစ်ခုကတော့ Switzerland ရဲ့ Duo System ပါစာသင်ခန်းမှာတစ်ရက်လက်တွေ့လက်ငန်းခွဲမှာကြံရက်တွေသင်ရတာပါ နောက်ထပ်အဓိကမိတ်ဖက်ကတော့စင်ကာပူမှာသူတို့တည်ထောင်တဲ့ SMVTI မှာ6လပင်တန်းတွေတက်လို့ရပါတယ် ဒီလိုအစိုးရနဲ့နိုင်ငံတကာရဲ့ကြိုးပမ်းမှုတွေရှိပေမဲ့အကြီးမားဆုံးအခက်အခဲတွေကဘာတွေလဲ စင်ခေါ်မှုတွေကတော့ဌာနတွေကြာညီးနှိုင်းမှုအားနေတာတီရောနဲ့လုပ်ငန်းခွင်လိုအပ်ချက်ကင်းခွာတာရန်ပုံငွေမလုံလောက်တာတွေပါပဲ ဒီစင်ခေါ်မှုတွေကိုဖြည့်ချင်းဖို့အတွက်အမျိုးသားစစ်မဟာဗျူဟာစီမံကိန်းတစ်ခုကိုစတင်ခဲ့ပါတယ် ဒီစီမံကိန်းမှာအဓိကချက်3ချက်ရှိပါတယ်တင်ယူခွင့်တိုးမြင့်ဖို့အရေးသွေးမြင့်တင်ဖို့နဲ့စီမံခန့်ခွဲမှုပိုအားကောင်းစေဖို့ပါ ဒါဆိုရင်ဒီပြုပြင်ပြောင်းလဲမှုတွေကတိုင်းပြည်စီးပွားရေးတစ်ခုလုံးကိုအသွင်ပြောင်းဖို့လုံလောက်တဲ့ကျွမ်းကျင်လောက်သားတွေမွေးထုတ်ပေးနိုင်မှာမလား